ဒီတစ်ခါအမျိုးသမီးများမီးရသွေးဆုံးခြင်းနဲ့ပတ်သက်ပြီးအဖြစ်မှန်ဇာတ်လမ်းတစ်ခုကိုတင်ပြလိုပါတယ်။အဲ့ဒီအကြောင်းကိုမပြောမီဒီဗီဒီယိုဆောင်းပါးကိုအမည်တင်ပြလိုက်ပါတယ်။သွေးဆုံးကင်တဲ့အမျိုးသမီးများစွာဟာအုံနောက်ထိုင်မှန်ခြင်း brain fog ကိုခံစားရတတ်ပါတယ်။မီးရသွေးဆုံးခြင်းမှာသိမြင်မှုဆိုင်ရာပြဿနာများ cognitive problem ဘယ်လောက်အဖြစ်များတယ်ဆိုတာကိုသိဖို့လိုအပ်ပါတယ်။2022ခုနှစ်ကဗြိတိရှမီးရသွေးဆုံးအဖွဲ့ British Menopause Society BMS ရဲ့စစ်တမ်းတစ်ခုအရအမျိုးသမီး3ဦးမှာတဦးကျော်ဟာသိမြင်မှု cognition ဆိုင်ရာအခက်အခဲတွေအပါအဝင်မီးရသွေးဆုံးလက္ခဏာများကိုရပ်တည်နိုင်စွမ်းမရှိတဲ့အတွက်အလုံးမထွက်ဖို့စဉ်းစားနေကြတယ်လို့ဆိုပါတယ်။အဲ့ဒါဘာကြောင့်ဖြစ်ရသလဲစမ်းစစ်ကြည့်မယ်ဆိုရင်ဒီလက္ခဏာတွေကဟော်မုန်းအပြောင်းလဲနဲ့ဆက်ဆက်နေပါတယ်။အမျိုးသမီးဓမ္မတာနဲ့ပတ်သက်တဲ့ဟော်မုန်း estrogen ပမာဏနည်းပါးခြင်းကသဘာဝအတိုင်းစိတ်အခြေအနေကိုထိန်းညှိပေးပြီးတာယာပျော်ရွှင်မှုစိတ်ခံစားချက်ကိုမြင့်တင်ပေးတဲ့ serotonin နဲ့အုံနောက်အတွင်းရှိအရေးပါသောအဓိကအားဖြင့်သိမြင်မှုမှတ်ဉာဏ်နဲ့အာယုံစူးစိုက်မှုစိတ်အခြေအနေကိုထိန်းညှိပေးတဲ့အာယုံကြောပစ္စည်း acetylcholine ကဲ့သို့သောအာယုံကြောညှိနှိုင်းမှုကိုထိခိုက်စေနိုင်ပါတယ်။စောစီးစွာသွေးဆုံးတဲ့အမျိုးသမီးတွေမှာဒီကြာဆင်းမှုကရုတ်တရက်နဲ့ပုံမပြင်းထန်နိုင်တာကြောင့်ယောဂလက္ခဏာတွေကိုပိုသိသာပြီးစိတ်အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။အုံနောက်ထိုင်မှန်ခြင်း brain fog နဲ့မှတ်ဉာဏ်ချို့ယွင်းမှုယောဂ dementia ကိုဘယ်လိုခွဲခြားနိုင်မလဲ။မီးရသွေးဆုံးခြင်းကြောင့်ဖြစ်တဲ့အုံနောက်ထိုင်မှန်ခြင်း brain fog ဟာတခါတရံဖြစ်ပေါ်ပြီးအတက်အကျဖြစ်လေရှိကာအေးရေးပြည့်ခြင်းစိတ်ဖိစီးမှုစိတ်တက်ကြခြင်းတို့ကြောင့်အစာပြိုးခြင်းသို့မဟုတ်ပုံမဆိုးလာခြင်းဖြစ်လေရှိပြီးမှတ်ဉာဏ်ချွေရင်းမှုယောဂ dementia ကဲ့သို့အာယုံစူးစိုက်နိုင်စွမ်းမရှိခြင်းနေရာကိုသတိမထားမိခြင်းကိုယ်ရည်ကိုယ်သွေးပြောင်းလဲခြင်းများမရှိပါအချိန်ကြာလာတဲ့အမျှဒါမှမဟုတ်လူနေမှုပုံစံပြောင်းလဲခြင်းသို့မဟုတ်ဟော်မုန်းအစားထိုးကုထုံ hormone replacement therapy HRT တွေနဲ့သက်သာလေးရှိပါတယ်မှတ်ဉာဏ်ချွေရင်းမှုယောဂ dementia မှာတော့ပုံမှန်အားဖြင့်တဖြည်းဖြည်းနဲ့ဇက်တိုက်ဖြစ်ပေါ်လာပြီးသိမြင်နိုင်စွမ်းကြာဆင်းမှုနေ့စဉ်နေထိုင်မှုဆိုင်ရာလှုပ်ရှားမှုများမှာအခက်အခဲများဥပမာလမ်းပြောက်ခြင်းရင်းနှီးသောမျက်နှာများသို့မဟုတ်လှုပ်ရိုးလှုပ်စေများကိုမေ့လျော့ခြင်းနဲ့စီရင်ဆုံးဖြတ်ခြင်းအပြုအမူသို့မဟုတ်ဘာသာစကားအပြောင်းလဲတို့ပါဝင်ပါတယ်အကြမ်းပြင်းပြောရရင်အမျိုးသမီးတဦးဟာအသက်50အောက်ဖြစ်ပြီးသူ့ရဲ့မှတ်ဉာဏ်ပြဿနာတွေကဟော်မုန်းပြောင်းလဲခြင်းရဲ့တခြားလက္ခဏာတွေဥပမာရာသီမမှန်ခြင်းသွေးဆုံးကင်ခြင်းပူလောင်ခြင်း hot flashes စိတ်အခြေအနေပြောင်းလဲခြင်းတွေနဲ့တက်ဆိုင်နေမယ်ဆိုရင်သွေးဆုံးခြင်းကအကြောင်းရင်းဖြစ်နိုင်ပါတယ်ကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်မီးရသွေးဆုံးခြင်းနဲ့ပတ်သက်တဲ့အမှန်တကယ်ဖြစ်ရပ်ကိုရှေ့တစ်ပတ်မှာတင်ပြပါမယ်